လက်စားချင်နေတာဆူလာတူပါတာမိန်းဖြစ်နေတာမိန်းဖြစ်နေတဲ့အခါကျတော့ဒီနေရာမှာခပ်ပြော့ပြော့မင်းသမီးကိုတွားထားရင်အိုက်ဇက်ကွမ်းတယ်နော်ဘုမကိုထားလိုက်တဲ့ရုပ်ကဇက်ရုပ်အမှန်ပဲအားရပြလိုက်ဒီကိုမိကြကိုယ့်အိမ်မှာထမင်းကျွေးပြီးတင်တာသူကတော့လည်းမယူဘူးမိကြပညာရောက်စားတဲ့လူမဟုတ်ဘူးလေသူကတော့လည်းမယူဘူးမိကြအိမ်မှာထမင်းကျွေးပြီးတင်တာကလေးအမေသမီးကတော့မှာနော်ငါကတော့ရင်စိတ်ဆိုးမှာအဲ့လိုပြောတာမိကြသူကတော့လည်းမယူဘူးမိကြယုံကြည်တယ်သမီးဘာဖြစ်လို့လဲဆိုလို့ရှင်လေမိကြလောင်းတော်ကြီးဖျားလို့អော်ခိုင်းလိုက်ကြတဲ့က तू ကမိကြအတန်ကိုပါတယ်ပါတဲ့အတွက်တင်ပေးလိုက်တဲ့ကြားလေးစိန်အောင်ကြက်သီးတွေထသွားတယ်ဆိုဒီဆူလာတူပါတာဆိုတဲ့နေရာမှာစာကြက်ယုံနဲ့ဆူလာတူပါတာမဖြစ်ဘူးဆိုတတ်ယုံနဲ့ဆူလာတူပါတာမဖြစ်ဘူးငိုတတ်ယုံနဲ့ဆူလာတူပါတာမဖြစ်ဘူးအလုံးခြုံအောင်ကောင်းတယ်လေဒီမင်းသမီးအဓိကမင်းကတော့သမီးရဲ့စရန်စမင်းဇတ်တော်ကြီးဆိုတာဖះအလောင်းဇတ်တော်ကြီးဖြစ်တဲ့အတွက်စရန်စမင်းလို့အမည်တက်လိုက်ပေမဲ့ဆူလာတူပါတာမိန်းဖြစ်နေတာမိန်းဖြစ်နေတဲ့အခါကျတော့ဒီနေရာမှာခပ်ပြော့ပြော့မင်းသမီးကိုတွားထားရင်အိုက်ဇက်ကွမ်းတယ်နော်ဘုမကိုထားလိုက်တဲ့ရုပ်ကဇက်ရုပ်အမှန်ပဲနောက်တစ်ခါမဟာတုပါတာကလည်းသူကမယားကြီးကိုနော်မဟာတုပါတာကလေအဲ့တော့အေးချမ်းချမ်းလေးနဲ့ဖះအလောင်းတော်ကြီးရဲ့ဘေးမှာပါရမီဖြည့်ပဲ့ရေဘူးရေချမ်းကမ်းလှမ်းပေးတဲ့ပေါ့ပြောမယ်ဆိုလို့ရှင်ဟိုပါပေါ့အိမ်သူအိမ်သူမယားကြီးပေါ့နော်ဟိုကျင်ရတော်ကြီးပေါ့အဲ့အတွက်ရေကြီးချမ်းမြလေးကိုထားလိုက်တာလေကိုအောင်ကျော်ထွန်းမှန်တယ်ဒီနေရာလေးမှာအမိကြားခုသမီးတို့လည်းသိတဲ့အတိုင်းပဲမတ်ပူမကိုတင်နေတာပေါ့တင်နေတဲ့ခါကျတော့ကလေးကမိတို့ဇက်တော်ကြီးလိုင်းရမင်းသမီးမဟုတ်ဘူးဒါပေမဲ့အမေလိုချင်တဲ့လိုင်းအတိုင်းကိုကလေးမလေးကအလုပ်လုပ်ပေးနိုင်တယ်တန်းတန်းလေးပြော့တယ်သမီးရေးဆိုရင်ကိုကတင်ပေးရတာပေါ့ပညာအင်အားလေးနဲ့အခုကြားလေးစိန်တော့ကြားလေးစိန်ဆိုတဲ့တပါနဲ့ပေါင်းပြီးတော့လှုပ်ပေးတာဖြစ်တဲ့အတွက်အမေကြားလှုပ်ပေးသမျှသည်ဒီစရန်စင်မင်းဇတ်တော်ကြီးကောင်းမှုဆူလာတူပါတာကောင်းမှုဘိုးမကောင်းမှုမဟုတ်ဘူးเนาะအလွန်စ조사တဲ့ကလေးအလွန်ဂါရဝတရားရှိတဲ့ကလေးသူ့ပေမဲ့လို့အမေကြားအာမခံပြီးတော့မိကြားရဲ့အမှုပညာကိုဒါမိကြားဘာကြောင့်ဒီလိုလုပ်ပေးတာလဲဆိုရင်အမေကြားတို့ခုသမီးတို့ဟုတ်လားမီဒီယာတင်ဆက်မှုမှာပဲဖြစ်ဖြစ်အမေကြားတို့ကနေတဲ့နေရာပဲဖြစ်ဖြစ်ကြည့်တယ်ပရိသတ်တွေတစ်တော်မှာပဲကြည့်ဖေးဖို့မှာပဲကြည့်အပြင်မှာပဲဓာတ်ရိုက်ကြည့်အဲ့ဒီကြည့်တယ်ပရိသတ်တွေအမေကြားတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်အဲ့ဒီကျေးဇူးရှင်တွေကိုအမှန်အကန်လေးမိကြားတို့ကအစ်စ်ချပြချင်တာမိကြားတက်လို့လားလို့မေးရင်တက်လို့တော့မဟုတ်ပါဘူးအမေကြားစီးဘူးခဲ့တဲ့လောက်မိတဲ့လောက်ကလေးကိုဆူလာတူပါတာနေရာမှာကြားလေးစိန်ငါနေရာနင်တို့တက်လို့မရဘူးလို့ပြောလို့မရဘူးသူတို့မိကြားတို့ကလမ်းကိုပေးရမယ်နေရာပေးရမယ်ဒီနေရာမှာဟာကြားလေးစိန်ဆူလာတူပါတာထက်ဘုံမဆူလာတူပါတာတော်တော်ကောင်းပါလားလို့ဖြစ်အောင်အမေကြားလှုပ်ချင်တယ်အဲ့ဒါအမေကြားကဘုံမကိုချစ်လို့မဟုတ်ဘူးကိုအောင်ကျော်ထွန်းချစ်လို့မဟုတ်ဘူးပရိသတ်ကိုတန်ဖိုးထားလို့အဲ့ဒါလေးပါပဲသူ့မျက်နှာကိုသမီးတို့ကြည့်လေဟုတ်လားသူ့မျက်နှာမှာအစွမ်းအားတွေရှိတယ်ဘုံမအမေတို့အမှုပညာသမားတွေကစမ်းစာတာလိုတယ်သိလားချခဲ့တဲ့ဘဝဟောင်းကဒါနမျိုးစီတွေလိုတယ်စမ်းလဲလိုတယ်ဒါနမျိုးစီလဲလိုတယ်သိလားအဲ့ဒီအားတွေအကုန်လုံးကမျက်နှာမှာရှိတယ်အဲ့ကလေးရဲ့သူ့ရဲ့ပေါ့ပြောမယ်ဆိုရင်အမှုပညာခွန်အားတွေသူ့မျက်နှာမှာရှိတယ်စရန်စင်မင်းမှာဆူလာတူပါတာဘိုမလို့ပြောကြရချားလေးစိန်ကတင်ချင်းနေပြီမိကြည့်မတ်ဘိုမကိုတွေ့ရင်လေမိကြားကိုယ့်အိမ်မှာထမင်းကျွေးပြီးတင်တာသူကတော့လည်းမယူဘူးမိချပညာရောက်စားတဲ့လူမဟုတ်ဘူးလေသူကတော့လည်းမယူဘူးမိကြားအိမ်မှာထမင်းကျွေးပြီးတင်တာကလေးအမေသမီးကတော့မှာနော်ငါကတော့ရင်စိတ်ဆိုးမှာအဲ့လိုပြောတာမိကြားသူကတော့လည်းမယူဘူးမိကြားယုံကြည်တယ်သမီးဘာဖြစ်လို့လဲဆိုလို့ရှင်လေအမေကြားလောင်းတော်ကြီးဖျားလို့អော်ခိုင်းလိုက်ကြတဲ့က तू ကမိကြားအတန်ကိုပါတယ်ပါတဲ့အတွက်တင်ပေးလိုက်တဲ့ကြားလေးစိန်အောင်ကြက်သီးတွေထသွားတယ်ဆိုဒီဆူလာတူပါတာဆိုတဲ့နေရာမှာ
စာကြက်ယုံနဲ့ဆူလာတုပါတာမဖြစ်ဘူးဆိုတတ်ယုံနဲ့ဆူလာတုပါတာမဖြစ်ဘူးငိုတတ်ယုံနဲ့ဆူလာတုပါတာမဖြစ်ဘူးအလုံးခြုံရမှာအဆိုအငိုအပြောတယုတ်ဆောင်ဒါကြောင့်အမိကြားခဏခဏပြောတယ်လေတကကမိုင်းအပိုင်းဖြက်အရက်အနာအထာအတူကဒုလဟုအဖုအထစ်မပြေပြည့်ရင်တပင်းတဲ့အခြေမြင့်နဲ့မတူဘူးတဲ့နော်အဲ့တော့သူ့တလဲသေးများလို့သူ့အကန့်လေးတွေနဲ့သွားရင်ဟာလားဟိုပေါ့လမ်းရှင်းတာပေါ့နော်ဟာဒီမင်းသမီးတကယ်တတ်တာပါလားလို့ပညာရှင်ကကြတော့အဲ့လိုသိသွားတာပေါ့အဲ့လိုလေးဖြစ်အောင်ကလေးကိုမောင်းနေတာပါ